ဒါပါမုတ်မဲပေါ့နော်အပေါ်ကကျတော့ဟို nose လိုပုံစံတုပ်ပြီးတော့အထက်ကကျတော့ cheese ဝါနေပေါ့နော်ပါမုတ်ကဘာလို့မဲနေလဲဆိုတော့ကျွန်တော်တို့လေရေပွဲရဲ့ထွက်တယ်လေအမဲအောင်အနှစ်အင်းထွက်တယ်ရေပွဲကိုခေါင်းဖြတ်လိုက်လေအဲ့ရထွက်လာတဲ့အရေနဲ့ပါမုတ်မဲအောင်လုပ်တာပေါ့နော်ချိုလေးနဲ့ငန်းတယ်လေးနဲ့ရောနေတော့စားတယ်မျိုးထူးဆန်းတယ်ပေါ့နော်စားလို့တော့ကောင်းဒီ onion cafe อ่ะစောင်းစုတုံမှာနာမည်အကြီးဆုံးရဲ့ cafe တစ်ခုပေါ့နော်ပြီးတော့နိုင်ငံခြားသားအလားအများဆုံးပဲကဲလို့စောင်းစုတုံလာမယ်ဆိုရင်ဒီမှာရေဆုံး cafe တောက်ပြီးရင်စောင်းစုမှာ shopping ပတ်ပါနော်ကျွန်တော် blog လေးဒီမှာရေးလိုက်ပါမယ်တက်တာပါ